ဗီမီရဲ့ကျွေးပလက်မိတ်ကရဲ့နာမည်အရန်ကြီးနေတဲ့ဗီမီရဲ့ကျွေးပလက်မိတ်ကရဲ့ဘာဖြစ်လို့နာမည်ကြီးရတာလဲဆိုတဲ့အကြောင်းရင်းကိုချပြပေးမယ်အခုမေးလိမ့်ပြပါမယ်မေးအခုအဖက်လုံးဝထည့်မထားဘူးအောက်မှာတော့စကင်ကဲအစင်းစင်သုံးထားပြီးပါပြီနော်စကင်ကဲအစင်းစင်သုံးထားပြီးပြီဒီနေ့ကဆန်းခွရင်လုံးဝမလိမ့်နဲ့နေဆန်းခွရင်လုံးဝမလိမ့်ဘူးဘာဖြစ်လို့လဲဆိုတော့မေးအပြင်မထွက်တော့ဘူးအပြင်မထွက်ဘူးအိမ်ထဲမှာပဲနေတာဖြစ်တဲ့အတွက်ဒီမိတ်ကပ်ကိုလိမ့်ထားတဲ့အခါမှာဒီမှာSP က PA ပလက်3လုံးပါတာဖြစ်တဲ့အတွက်နေအောင်ကြည်တန်ကိုထိုက်တင်တဲ့ရောက်ကာကွယ်ပေးပါတယ်အဲ့ဒါဖြစ်တဲ့အတွက်နေပြူထဲမထွက်တာဖြစ်တဲ့အတွက်အိမ်ထဲမှာနေမယ်ဆိုရင်ဒီ make up ကိုလိမ့်နေဆိုဆန်းခရင်လည်းလုံးဝထပ်ပြီးတော့လိမ့်စရာမလိုပါဘူးအရှိမကတော့6မျိုးတစ်ဆက်တည်းကနေပြီးတော့တိုနာရယ်ဆီရွမ်ရယ် moisture လေးရယ်သုံးပေးထားပါရရှင်เนาะ skin care အစစ်စစ်မှာတော့အဲ့ဒါလေးသုံးထားပြီးပါပြီအခုကတော့ဒီမှာပါเนาะအရန်ကိုနာမည်ကြီးနေတဲ့ Bimia Triple Make Up လေးကိုသုံးပါမယ်မင်းကတော့01လေးသုံးပါရရှင်เนาะအခုဒီမှာပါရှင်เนาะ Triple Make Up ရဲ့ number 1လေးကိုသုံးမယ်အများကြီးသုံးစရာမလိုတဲ့ make up ပါเนาะနည်းနည်းလေးထည့်တာနဲ့ပပကြည်ကြည်ဝင်းဝင်းပြပြောင်လေးနဲ့တက်နေကုန်ခံတယ်ရေဆူချွေးဆူလို့လည်း make up သားပြတ်တာရွှေ့တာကွက်တာလုံးဝမရှိတဲ့ Bimia Triple Make Up ကြီးပါရှင်เนาะဒါလေးကတော့အဝါဖောက်ကြိုက်တဲ့သူတွေဆိုလို့ရှိရင်ဒီဟာလေးကိုယူပေးပါဒါက01လေးပါ3မျိုးထဲမှာဒီဟာကတော့အရန်ဝါတယ်တနခါးအောင်ကြိုက်တဲ့သူတွေဆိုလို့ရှိရင်တော့ဒီ number 1လေးကိုယူပေးပါရှင်เนาะနည်းနည်းဖြူလာကြိုက်တဲ့သူတွေဆိုလို့ရှိရင်တော့02လေးကိုယူပေးပါဒီမှာကြည့်မိတ်ကပ်သားကလေဒီမှာဝင်းပြောင်ပြီးတော့မိတ်ကပ်အများကြီးမသုံးဘူးเนาะဘယ်လောက်ထိလှလဲဆိုတာကိုအဲ့ဒါကိုတစ်ချက်ပြပေးချင်တာပါရှင်လိမ့်ထားတဲ့ဘက်လေးနဲ့မလိမ့်ထားတဲ့ဘက်ကိုရှင်ပြီးတော့ပြပေးချင်သေးတယ်နှစ်ဖူးလေးကိုနည်းနည်းသုံးမယ်เนาะနှစ်ဖူးကကြာမတင်ရသေးဘူးဒီမှာကြည့်သူ့မိတ်ကပ်သားကလေတကယ်ကိုဝင်းပြောင်ပြီးတော့အရန်လှတဲ့မိတ်ကပ်နောက်တစ်ခုကပေါင်တာလဲလုံးဝထပ်ပြီးတော့ရိုက်စရာမလိုတာကသူ့ရဲ့အားသာချက်ပါပဲရှင်เนาะဒီမှာလိမ့်တဲ့အခါမှာလဲလိမ့်ရမခက်ဘူးဆွဲရမခက်ဘူးမိတ်ကပ်သားကထူထူပြစ်ပြစ်ကြီးဖြစ်နေတာလုံးဝမရှိဘူးဆွဲလို့အရန်ကောင်းတယ်ဖော်လေးနဲ့ဒီလိုမျိုးလေးပုတ်ပေးရတဲ့မှာမျက်နှာနဲ့အသားရည်နဲ့တစ်ထက်တည်းကြာသွားပြီးတော့အရန်ကိုလာတဲ့မိတ်ကပ်ပါရှင်เนาะဒီမှာတချမ်းပြစ်ပြစ်ပူအောင်လိမ့်ပေးလိုက်မယ်ဒီမှာမိတ်ကပ်သားအရန်ဟူလာတာရှယ်ဟူလာတာဒီမှာနော်အဝါဖောက်ကြိုက်တဲ့သူတွေဆိုလို့ရှင်ဒီဟာလေးကိုယူပေးဒီမှာကြည့်မိတ်ကပ်သားကဒီလိုကိုဝင်းပြောင်ပြီးတော့လှတဲ့ကျွေးပလဲမိတ်ကပ်ကြီးပါရှင်နော်ဒါဆိုလို့ရှိရင်မိတ်ကပ်လိမ့်ထားတဲ့ဘက်ဒါဆိုလို့ရှိရင်မိတ်ကပ်မလိမ့်ထားတဲ့ဘက်ဒီမှာမိတ်ကပ်မလိမ့်ထားတဲ့ဘက်ဆိုလို့ရှင်ပုံမှန်ပဲနော်လိမ့်ထားတဲ့ဘက်ဆိုမှကြည့်လိုက်ဝင်းပြောင်ပြီးတော့ဖြူလာကြိုက်တဲ့သူတွေဆိုလို့ရှင်တော့နည်းနည်းလေးဖြူလာကြိုက်တဲ့သူဆိုတော့02လေးယူဝါလာကြိုက်တဲ့သူတနခါးရောင်အဝါဖောက်ကြိုက်တဲ့သူဆိုလို့ရှင်တော့ဒီဝါလေးကိုယူပေးပါရှင်နော်အရန်လှတဲ့မိတ်ကပ်သားလေးကိုကြည့်လိုက်ဒါလုံးဝအဖက်ထဲမထောင်တော့ no အဖက်ပါရှင်เนาะအဲ့ဒါလေးကိုရိုက်ပြခြင်းလို့လာပြီးတော့ရိုက်ပြပေးတာပပကြည်ကြည်ဝင်းဝင်းပြောင်းလို့ねတနေကုန်လာတယ်ရေဆိုချွေးဆိုခံတဲ့ make up ပါရှင်เนาะဒါလေးကတော့အဝါဖောက်ပါဒီမှာကြည့်သူ့ရဲ့ make up တောက်ကြည့်လိုက်ဒါဆိုရင်မလိမ့်ထားတဲ့ဘက်ဒါဆိုရင်လိမ့်ထားတဲ့ဘက်အရန်ကိုကွာရယ်เนาะ